လာပါအိတ်စဲထဲမှာနာမည်တစ်ခုရိုက်လိုက်တာနဲ့သူ့ရဲ့နာမည်က auto အလိုအလျောက်နာမည်တူတာကို auto စီသွားခြင်းနဲ့ဒါဆိုရင်ဘာကိုသုံးလို့ရမလဲ auto စီဖို့အတွက်ဆိုရင် home ထဲကနေ editing ထဲက auto sort နဲ့စီလို့မရပါဘူးဒါဆိုရင်ကြည်ရတို့တွေ VBA coding ကို run ပြီးတော့မှဒီလိုမျိုးနာမည်အစဉ်လိုက် alphabet အစဉ်လိုက် auto အလိုအလျောက်စီသွားခြင်းနဲ့ဆိုရင်ဘာလို့သုံးပေးရမလဲဆိုတာကိုဒီနေ့ video lesson မှာ sharing လုပ်ပေးသွားမှာဖြစ်ပါတယ်အဲ့တော့သူကဒီလိုမျိုးနာမည်တွေကိုကိုကရိုက်ထည့်လိုက်တာနဲ့အလိုအလျောက်တူရကိုစီသွားစေခြင်းနဲ့ဆိုရင်ကြည်ရတို့တွေအနေနဲ့VBA coding run ပေးရမှာဖြစ်တယ်အဲ့တော့ VBA coding run လုပ်မယ်ဆိုရင်ပထမဆုံးအဆင့်အနေနဲ့ကိုယ့်ရဲ့ Excel ရဲ့ဒီ tab bar မှာ developer ရှိလားဆိုတာကိုတစ်ချက်စစ်ပါတကယ်လို့ developer ရှိမနေဘူးဆိုရင်တင်ထားပေးပါဘယ်ကနေတင်ပါလဲဆိုရင် file လေးထဲကိုသွားပါပြီးသွားရင်ဒီအောက်မှာ option ဆိုတာလေးရှိတယ် option လေးထဲကနေပြီးတော့မှ customize ribbon ဆိုတာရှိတယ် customize ribbon ထဲကနေပြီးတော့မှ developer ဆိုတာအမှန်ကြီးချစ်ခဲ့ပြီး okay နှိပ်ခဲ့ okay နှိပ်လိုက်ရင်ဒီမှာ developer လေးကြာလာလိမ့်မယ် developer ထဲမှာဘာကိုရွေးမှာလဲဆိုရင် visual basic ဆိုတာကိုရွေးပေးရမှာဒါလေးနော် visual basic ဆိုတာလေးကိုရွေးပြီးသွားလို့ရှိရင်ကြည်ပြcomment မှာကုတ်လေးတွေရေးပေးထားပါမယ်အဲ့ comment ကကုတ်လေးတွေကိုဒီမှာ copy ကူးပေးရမှာနော်ဒီမှာဆိုလို့ရှိရင်ကြည်ရတို့တွေဒီမှာပေးထားတဲ့ကုတ်တွေရှိတယ်အဲ့ကုတ်တွေအကုန်လုံးကိုစလုံးပေါင်းအမှားအမှန်မဖြစ်ရအောင် copy ကူးပါ control A control C ပေါ့နော်ဒီ Facebook မှာဆိုရင်တော့ကြည်ရကဒါလေးကို comment မှာကုတ်တင်လေးရေးပေးထားပါမယ်နော်ပြီးရင်ခြုံလိုက်ပြီးသွားပြီဆိုရင်ဒီမှာပါလေးလာပေါ်လဲဆိုတော့ခါကျတော့ဒါလေးနော်ဒီနေရာလေးမှာသူက module ဆိုတာလေးလာပေါ်လိမ့်မယ်ဒီထဲမှာကုတ်တင်ရေးတဲ့နေရာမှာ control V လောက်လိုက်ရုံပဲဒါပြီးသွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Excel ထဲကိုသွားလိုက်ကိုယ့်ရဲ့ Excel ထဲမှာသူကနာမည်တစ်ခုကိုရိုက်ထည့်လိုက်တာနဲ့ဒီမှာနာမည်တစ်ခုရိုက်ထည့်လိုက်တာနဲ့သူ့ရဲ့နာမည်ကဒီတူရဆိုရင်လည်း auto စုသွားလိမ့်မယ်ပြီးသွားရင်ဒီမှာထားပါတော့เนาะ AA လို့ပေးလိုက်တယ်ဆိုရင် AA ဆိုရင်လည်း AA နဲ့စုတဲ့နေရာ auto စီသွားလိမ့်မယ်ဒါလေးကကြတော့ Excel ထဲမှာစာတွေရိုက်တဲ့အခါမှာစာတွေကိုအလိုအလျောက် alphabet အတိုင်းစီကျင်နေဆိုရင်ဒီနည်းလမ်းလေးကိုသုံးပြီးတော့မှစီကြည့်လို့ရပါတယ်ပထမဦးဆုံးလုပ်ရမယ့်အဆင့်က developer ထဲကိုသွား visual basic ထဲကိုသွားဒီမှာ blank ပေါ်နေလိမ့်မယ်เนาะသူကဒီလိုမျိုးလေး blank ပေါ်နေလိမ့်မယ်အဲ့ဒီ blank ထဲမှာ comment ကနေပြီးတော့မှ coding ကို copy တိတ်ချကူ control V နဲ့ paste ချပြီးသွားပြီဆိုရင်ကိုယ့်ရဲ့ Excel ထဲမှာကိုရိုက်ချင်တဲ့ပုံစံကိုဒီမှာရိုက်ပေးလိုက်ရုံပဲဟုတ်ပြီနော်အဲ့တော့ဒီမှာတစ်ချက်သတိထားရမှာကကိုရေးတဲ့နာမည်ပေါ့နော်ကိုရေးတဲ့နာမည်က A column မှာရေးမှာလားဒါမှမဟုတ် B column မှာရေးမှာလား F column မှာရေးမှာလားအဲ့ဒီဟာကိုတော့ကြည်ရတို့တွေကဒီ code တွေထဲမှာတော့မလုပ်ပေးရမလဲဆိုရင်ပြင်ပေးရမယ်ဘယ်မှာပြင်ပေးရမှာလဲဆိုရင်ဒီ A ဆိုတဲ့နေရာတွေမှာကိုရေးမဲ့ column ကိုထည့်ပေးရတယ်ကိုက B column မှာရေးတယ်ဆိုရင် B လို့ပြင်ပေး C column မှာရေးတယ်ဆိုရင် C လို့ပြင်ပေးကို sorting C မဲ့ column နာမည်ကိုဒီမှာရေးထည့်ပေးရမယ်နော်ဒါဆိုရင်တကယ်လို့ကိုက C မှာ data တွေရှိတယ်အဲ့ဒီ data တွေကို sorting C ကျင်နေဆိုရင် A နေရာမှာ C လို့ပြောင်းပေးရမယ် A ဆိုတဲ့နေရာတွေအကုန်လုံးမှာလိုက်ပြီးတော့မှ C လို့ပြောင်းပေးရမယ်ဟုတ်ပြီနော်အဲ့ဒါလေးတွေတစ်ချက်တော့သတိထားပေးပါဒါလေးမှန်သွားပြီဆိုလို့ရှိရင်ကိုယ့်ရဲ့ Excel ထဲမှာကိုရိုက်လိုက်တဲ့စာသားတွေကအလိုအလျောက် sorting စီတာလေးကိုအဆင်ပြေရပါလိမ့်မယ်အဲ့တော့ဒီသင်ခန်းစာလေးကကြတော့ဒီကတော့ intermediate professional Excel class တွေကသင်ခန်းစာလေးတစ်ခုဖြစ်တယ်ဘယ်နေရာတွေမှာအဓိကသုံးလို့ရလဲဆိုရင်ဒီတို့တွေ inventory data တွေတိစောက်တဲ့အခါမှာသို့မဟုတ် customer data တွေတိစောက်တဲ့အခါမှာသို့မဟုတ် supplier data တွေတိစောက်တဲ့အခါမှာဆိုလို့ရှိရင်နာမည်တွေကိုအစင်လိုက်ကြဖို့အတွက်ဆိုရင်ဒီနည်းလမ်းလေးကိုသုံးပြီးတော့အလုပ်လုပ်လို့ရပါတယ်ကျေးဇူးတင်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်လည်ဆုံတွေ့ပါမယ်သင်တန်းနဲ့ပတ်သက်ပြီးတော့အသေးစိတ်သိချင်တယ်ဆိုရင်ကြည်ပြရဲ့ page မှာတော့၎င်း TikTok မှာတော့၎င်း Fiverr မှာတော့၎င်းစုံစမ်းမေးမြန်းလို့ရပါတယ်အပြင်မှာတယောက်ချင်းစီလာတင်ချင်တယ်ဆိုရင်တော့တင်တဲ့ဖုန်းနံပါတ်ကိုမေးပြီးတော့လည်းစုံစမ်းလို့ရသလို page မှာလည်းအသေးစိတ်မေးမြန်းနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်ရှင်